ခင်မွန်းတဲ့နေခဲ့တဲ့အင်းစိန်ထောင်မှာအခုလိုမွန်မြတ်တဲ့အလူကြီးပေးခဲ့တဲ့ခိုင်သိန်းကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တခြားအမှုပညာရှင်တွေနဲ့မတူပဲအင်းစိန်ထောင်မှာကြီးကျယ်ခမ်းနားစွာအလှကြီးလုပ်ခဲ့တာကခိုင်သိန်းကြီးဖြစ်ပါတယ်။တာမန်အပြင်အမှုပညာရှင်တွေစေလီတွေအလူတန်းလောက်ကြပြီဆိုရင်နာမည်ကြီးဖုံးတော်ကြီးအကြောင်းတွေတကိုကြီးဖျားစီတွေဒါမှမဟုတ်မိဘမဲ့ဂေဟာတွေဘိုးဘွားရိပ်သားတွေမှာပဲအများဆုံးတွားရောက်လူရန်လေးရှိကြပါတယ်။ဒါပေမဲ့မခိုင်လေးတို့မိသားစုရဲ့ဒီတစ်ခေါက်အလူကတော့တခြားသူတွေနဲ့လုံးဝမတူပဲကွဲထွက်နေပါတယ်။သူမတို့မိသားစုဟာရန်ကုန်မြို့ကအင်းစိန်အကျဉ်းတော်ကြီးထဲမှာရှိတဲ့အကျဉ်းသားတွေအတွက်ရည်ရွယ်ပြီးအင်မတန်မွန်မြတ်လာတဲ့အလူကြီးတစ်ခုကိုပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုနေရာမျိုးမှာတွားရောက်လူရန်ခဲ့တာလဲဆိုတဲ့နောက်ခွဲကအကြောင်းရင်းကတော့တကယ်ကိုစိတ်မကောင်းစရာနဲ့ကြည်နူးစရာတွေရောရှမ်းနေပါတယ်။အားလုံးသိကြတဲ့အတိုင်းအစောပိုင်းကာလတွေတုန်းကတရုတ်ဆောင်ခိုင်သိန်းကြီးဟာခင်မွန်ဖြစ်သူကိုခန့်နိုင်ကျက်စရာသမီးလေးစံထိတ်ထားဦးနဲ့အတူအင်မတန်သားရပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားခဲ့တာလေးဖြစ်ပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့အလဲအပြောင်းတစ်ခုမှာတော့ခင်မွန်ဖြစ်သူကိုခန့်နိုင်ဟာအင်းစိန်ထောင်ထဲမှာအကျဉ်းချခံခဲ့ရပါတယ်။၄နှစ်နီးပါးလောက်အချိန်ယူခဲ့ရတဲ့ဒီအကျဉ်းချကာလတွေအတွင်းမှာမခိုင်လေးတို့သားမီးနှစ်ယောက်တည်းအပြင်လောကမှာအခက်ခဲပေါင်းများစွာတောကပေါင်းများစွာနဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ရပါတယ်။အခုလိုအချိန်မှာတော့ပရိသတ်တွေဝမ်းသာရသလိုကိုခန့်နိုင်တယောက်အကျဉ်းထောင်ကနေလွတ်မြောက်ပြီးချစ်ရတဲ့မိသားစုရင်ခွင်စီကိုအဝေးကြီးကနေပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ခင်မောဖြစ်သူကိုခန့်နိုင်ဟာအင်းစိန်တောင်ထဲမှာ၄နှစ်ကျော်ကြာနေထိုင်ခဲ့ရတဲ့အတွက်အကျဉ်းထောင်အတွင်းကနေထိုင်စားသောက်မှုအခက်အခဲတွေကိုကိုယ်တိုင်ကိုယ်ကျအတိအချသိရှိနားလည်ခံစားခဲ့ရသူပါ။အထူးသဖြင့်အကျဉ်းသားတွေရဲ့အစာအသောက်ဆင်းရဲကြက်တဲမှုကောင်းကောင်းမွန်မွန်မစားတော့ရမှုတွေကိုသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လေသူကိုယ်တိုင်လွတ်မြောက်လာချိန်မှာနောက်မှကျန်ခဲ့တဲ့အကျဉ်းသားမိတ်ဆွေတွေအတွက်ကိုကျင်းစားစိတ်အပြည့်နဲ့အခုလိုကြီးကျယ်ခမ်းနားတဲ့အလူကြီးကိုစီစဉ်ခဲ့တာပါဒီအလူတော်ကြီးမှာဆိုရင်အင်းစိန်ထောင်ထဲကအကျဉ်းသား1000ကျော်အတွက်တရက်စာထမင်း3နဲ့အပြေးဝါကိုစေတနာအရှမ်းပဲနဲ့ကျွေးမွေးလူရန်ခဲ့တာဖြစ်ပါတယ်အစားတော့ဆင်းရဲရှာတဲ့အကျဉ်းသားတွေအရသာရှိရှိနဲ့ကောင်းကောင်းမွန်မွန်စားသုံးနိုင်အောင်ဆိုပြီးဟင်းလျာကိုတော့တာမန်ဟင်းမျိုးမဟုတ်ပဲပစွန်ချက်တွေကိုရရရော်ရော်လူရန်ခဲ့တာကိုမြင်တွေ့ရပါတယ်ကိုယ်တိုင်ဒုက္ခတွင်းကနေလွတ်မြောက်လာခဲ့ပြီမယ်အဲ့ဒီနေရာမှာကြံခဲ့တဲ့သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုဥပိ္ပခမပြုတ်ဝဲစာနာစိတ်အပြည့်နဲ့အခုလိုစူးစမ်းပန်းစားလှူဒန်းပေးခဲ့တဲ့ကိုခန့်နိုင်နဲ့မက်ခိုင်လေးတို့မိသားစုရဲ့စိတ်ထားကတော့တကယ်ကိုလေးစားအတူယူစရာပါပဲငွေကြီးတက်နိုင်လုံနိုင်တဲ့အလူမျိုးမဟုတ်ပဲတကယ်ဘဝအတွေ့အကြုံနဲ့ကိုကျင်းစာတရားကနေပေါက်ဖွာလာတဲ့မွန်မြတ်လာတဲ့အလူတော်ကြီးတစ်ခုလို့ဆိုရင်လည်းမမှားပါဘူးမိသားစုပြန်လဲစုံစည်းခွင့်ရလို့ဝမ်းသာရတယ်လို့စင်ရဲနွမ်းပါသူတွေအကျဉ်းချနေသူတွေအတွက်ပါတထောင်တနေရာကနေဖြည့်ဆည်းပေးခဲ့တဲ့တရုတ်ဆောင်ခိုင်သိန်းကြီးတို့မိသားစုရဲ့အလူတော်အတွက်ပရိသတ်ကြီးနဲ့အတူထပ်တူထမ်းမြဝမ်းမြောက်ဝမ်းသာသားတို့ခေါ်ဆိုလိုက်ရသလိုပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းကောမန့်မှာပြောသွားပေးခဲ့ကြပါအောင်ရှင်။